ကျမတို့တွေတဲ့လူဘဝကိုပေါ့နော်အလဲလာကြတာပါတဲ့ဒါဒီဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုရင်ကျမတို့ဒီလူဘဝကိုအလဲလာတာဆိုတာတိတဲ့လူလေးတွေဒီဗီဒီယိုဖိုင်ကိုကြည့်သွားပေါ့နော်တကယ်မတိတဲ့လူလေးတွေတော့အလံဝေးနေပါသေးရဲ့ဒီဗီဒီယိုဖိုင်ကိုမကြည့်ပါနဲ့ကျမတို့ဒီလူဘဝကိုခဏတာအလဲလာတာတဘွားတာအကြာကြီးလဲလာတာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့လေလောဘတွေလျှော့ဒေါသတွေလျှော့မောဟတွေလျှော့ပြီးတော့ကျမတို့နေ့စဉ်ကောင်းမှုကုသိုလ်လေးနဲ့ဖြတ်တန်းမယ်စိတ်ချမ်းချမ်းတတာလေးဖြတ်တန်းမယ်ပြီးလို့ရှိရင်နောင်ဘဝမှာကောင်းစားဖို့အတွက်ကျမတို့အာကုတို့ကင်းစွာနေထိုင်ရမယ်ဆိုတဲ့ဟာလေးကိုကျမလာပြောပြတာကျမတို့စိတ်တွေလည်းလျှော့ရမယ်တည်ရမလားလောဘတွေလည်းလျှော့ရမယ်ဒေါသတွေလည်းလျှော့ရမယ်မောဟတွေလည်းလျှော့ရမယ်ကျမတို့เนาะအကုန်လုံးကျမတို့တွေဆိုရင်လိုချင်တဲ့အရာတွေကိုရအောင်ယူမယ်အောင်မြင်မှုတွေရအောင်ယူမယ်တနေ့ပေါ့နော်အဲ့ဒါတွေနဲ့ပဲဖြတ်တန်းမနေပါနဲ့เนาะဝိပဿနာတရားလေးကိုလည်းအားထုတ်ပါလို့ဝေကတိုက်တွန်းပါတယ်เนาะဝေကိုယ်တိုင်ကလည်းတရက်ကို9မိနစ်ပဲရတနာရီပဲရဝိပဿနာတရားလေးတွေကိုနားထောင်တယ်လို့အားလည်းအားထုတ်ပါတယ်အဲ့အတွက်ကြောင့်မို့ဝေကိုတွေးတဲ့လူတွေလည်းဝေနဲ့ပဋ္ဌာန်းစစ်ရှိတဲ့လူတွေကိုလည်းအဓိကပေါ့နော်ဝေရမှားချင်ပါတယ်စိတ်ချမ်းတောင်းနေဒါပြီးလို့ရှိရင်ဝိပဿနာတရားလေးတွေကိုအခုချိန်တွေကနေနည်းနည်းစီစုသွားပါလို့เนาะရွှေစုချင်တယ်ဆိုရင်တောင်မှရွှေလေးကိုနည်းနည်းစီစုသွားရတယ်လို့မျိုးကျမတို့လည်းစိတ်အေးချမ်းခြင်းနဲ့ကျမတို့ရဲ့ကောင်းတဲ့ဘုံဘဝနာကိုရချင်တယ်ဆိုကျမတို့နေ့စဉ်နည်းနည်းစီစုသွားပါလို့เนาะကျမတော့ဒီလူဘဝကိုရောက်လာတာကျမနဲ့အတူစိတ်ချမ်းစိတ်ချမ်းတာလေးနေစေရအောင်လို့ကျမကိုတွေးတဲ့လူတိုင်းကျမကိုမြင်တဲ့လူတိုင်းကျမနဲ့စကားပြောဘူးတဲ့လူတိုင်းကျမအေးချမ်းစေတဲ့ဓာတ်ကလေးကိုပေးခြင်းတဲ့အတွက်ဒီဗီဒီယိုဖိုင်လေးကအရင်တော့ကတော့အလားပါရေးရပဲအလားပါရေးရအကြောင်းပြောတယ်ပေါ့နော်အလားပါရေးရအကြောင်းပြောတယ်ဘာလေးတွေလောက်ရမယ်ဆိုတဲ့အကြောင်းပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျမရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်တဲ့လူတွေရှေ့လျှောက်ပြီးတော့ပေါ့နော်အလားပါရေးရနဲ့တော့တိတ်တော့မပြောတော့လောက်တော့ဘူးဘာဖြစ်လို့လဲဆိုကျမလည်းအတိတ်အရွယ်တစ်ခုရနေပြီဖြစ်တဲ့အတွက်အလားပါရေးရအလားပြင်ဆိုင်တော့ဖွင့်ထားတယ်เนาะအလားပြင်ဆိုင်လည်းဖွင့်ထားပါတယ်အထက်ဆိုင်လည်းဖွင့်ထားပဲဒါပေမဲ့အဲ့တဲ့အတွက်ဒီဗီဒီယိုဖိုင်လေးဒီရဲ့ဝေဆိုတဲ့အကောင့်လေးမှာတော့ဗောနော်ဝေကဒီစိတ်တွေအေးချမ်းဖို့အတွက်ဒီဘဝရဲ့နေထိုင်မှုတွေဖျားတရားလုပ်ဖို့အတွက်ပဲဝေနိုးဆိုတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗောနော်ဒီဗီဒီယိုဖိုင်လေးကိုတွေးတဲ့လူတိုင်းအားလုံးကျမ်းမာပျော်ရွှင်ပြီးတော့စိတ်အေးချမ်းကြပါစေလို့ဘဝကူးတွေလည်းကောင်းကြပါစေလို့ဝေကဆုတောင်းပေးပါတယ်ဘဝကူးတွေဘာကြောင့်ကောင်းကြပါစေလို့ပြောလဲဆိုရင်ဘဝကူးကောင်းမှကျမတို့ကနောက်တန်တရားမှာလွတ်ကြောင်းနေဖြစ်မှာပါလို့เนาะအဲ့ဒါလေးကိုမမေ့ကြပါနဲ့ဝေပြောတဲ့မှာအမားတစုံတရာပါသွားတယ်ဆိုရင်လည်းဝေးကိုနားလည်ပေးကြပါဝေကတော့ဒါစိတ်အေးချမ်းဖို့အတွက်ပြောတဲ့ဆရာမလေးဖြစ်သွားပြီပေါ့နော်